အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဈေးဘိုးတက်တာပြီးစားလို့မိန်စီမဲ့ဘုံလုံးသီးပစွန်ကြောက်စားတော့ဟင်းလေးချက်ပြပေးမှာဖြစ်ပါတယ်ဘုံလုံးသီးစားတော့ဟင်းလေးချက်ဖို့အတွက်1000နံဘုံလုံးသီး1000နဲ့ပစွန်ကြောက်900ဘူးအသုံးပြုထားပါတယ်ရှင်ပစွန်ကြောက်ကိုရေးပြောင်းဆေးပြီးကြက်တော်နီငရုတ်သီးစားအချုံမုံကြက်သားမုံထည့်ပြီးညက်အောင်ထောင်းထားပေးရပါမယ်ဘုံလုံးသီးရဲ့အခွန်တွေကိုဓာတ်နဲ့ပြောင်းချက်ပြီးရေးပြောင်းဆေးထားပေးရပါမယ်သူ့ရဲ့အဖျားပိုင်းလေးတွေကိုတော့ကျမတို့အပိုင်းလေးတွေပိုင်းဖြတ်ပေးထားပါမယ်။ဘုံလုံးသီးကိုအစာသွတ်တဲ့အခါအထဲကအစာတွေအပြင်ပြန်ထွက်မလာအောင်အဲ့ဒီအပိုင်းလေးတွေနဲ့ပိတ်ပေးမှာဖြစ်ပါတယ်ရှင်။ဘုံလုံးသီးဝယ်တဲ့အခါမှာလည်းအစိပါစားလို့ရတဲ့အထိနှုတ်ရဲ့အနေအထားကိုရွေးချယ်ဝယ်ယူပေးရပါမယ်။ကျမတို့ဘုံလုံးသီးအစာသွတ်ဖို့အတွက်ဘုံလုံးသီးထဲမှာရှိနေတဲ့အစီတွေကိုတစ်ဖက်ကိုလက်ညှိုးနဲ့ထိုးပြီးပို့လိုက်ပါမယ်။ပြီးရင်ဘုံလုံးသီးရဲ့ကိုသွတ်မဲ့အစာကိုထည့်ပါမယ်။ပြီးရင်တော့ဇောနာတော့ကပိုင်းဖြတ်ထားတဲ့အပိုင်းလေးတွေနဲ့ထိတ်ကိုပြန်ပိတ်ပေးပါမယ်ရှင်။ဘုံလုံးကြီးကရင့်မယ်ဆိုရင်တော့ကျမတို့အစီတွေကိုအဲ့တိုင်းထားလို့မရပါဘူး။အကုန်လုံးထုတ်ပေးရပါမယ်နော်။အကုန်လုံးထုတ်ပြီးတော့အထဲကိုအစာသွတ်ပြီးရနဲ့ဇောနာပိုင်းဖြတ်ထားတဲ့အပိုင်းလေးတွေနဲ့ဟိုဘက်ဒီဘက်နှစ်ဖက်တစ်လုံးကိုပြန်ပြီးတော့ပိတ်ပေးပါမယ်နော်။တခြားဘုံလုံးကြီးအပိုင်းတွေကိုလည်းကျမပြောထားတဲ့နည်းအတိုင်းပဲအစီတွေကိုတစ်ဖက်ကိုလက်နဲ့တွန်းပို့မယ်အထဲကိုအစာထည့်မယ်ပြီးရင်ကျမတို့မှာရှိနေတဲ့ပိုင်းဖြတ်ထားတဲ့အပိုင်းလေးတွေနဲ့အပေါ်ကနေဖြီးပြီးတော့ပိတ်ပေးမယ်ပေါ့နော်အဲ့ဒီနည်းအတိုင်းပဲကျမတို့တခြားဘုံလုံးသီးတွေကိုလည်းဘုံလုံးသီးအပိုင်းတွေကိုလည်းအစာသွတ်ပေးထားပါမယ်ရှင်ဘုံလုံးသီးတွေအားလုံးအစာသွတ်ပြီးသွားပြီဆိုရင်တော့ကျမတို့ချက်မဲ့အိုးတွေကိုပြောင်းထည့်ပါမယ်။ကျမစီတစ်စုံအသုံးပြုထားပါတယ်ရှင်။စီအများကြီးမစားခြင်းတဲ့အတွက်စီလျှော့သုံးတာပါနော်။စုံစည်းရည်လေးထည့်ပေးပါမယ်။ပြီးရင်ကျမတို့အပုံးပိတ်ပြီးတော့ပုတ်ပွက်ဆူတဲ့အထိတည်ထားပေးပါမယ်နော်။မွေတဲ့အခါမှာလည်းအထဲမှာရှိနေတဲ့အစာတွေအပြင်ကိုထွက်မလာအောင်ကျမတို့ဖြည်းဖြည်းချင်းသတိထားပြီးတော့မွေပေးရပါမယ်ရှင်။ရေခမ်းတဲ့အထိပြန်တည်ထားပေးပါမယ်နော်ကျမတို့လုံးရည်လေးခမ်းသွားပြီဆိုရင်တော့နောက်ထပ်ရေထပ်ထည့်ပေးပါမယ်ရှင်ဒီဟာမြည်ကြည့်လိုက်တာအနည်းငယ်ပေါ်တဲ့အတွက်မပြရည်တစ်စုံထပ်ထည့်လိုက်ပါတယ်ရှင်ဘုံလုံးကြီးကနူးဤနေမှာစားကောင်းတာဖြစ်တဲ့အတွက်ကျမတို့လိုချင်တဲ့အနေအထားထိရောက်အောင်ရေကိုထည့်ပြီးတော့ချက်ပေးရပါမယ်။ကျမကတော့ဒီမှာရေကို3ရေအထိချက်ထားပါတယ်ရှင်။ကျမနူးနူးဤလေးကြိုက်လို့ပါ။မီးအားပြင်းသွားတဲ့အတွက်အထက်ကအစာတွေအပြင်ကိုလည်းပြန်ထွက်လာပါတယ်။ဒါကြောင့်မီးအေးလေးနဲ့ချက်ပေးဖို့လိုပါတယ်ရှင်။ခုဆိုရင်ကျမလိုချင်တဲ့အရသာအနေထားအနုဤအနေထားအတော်ဖြစ်သွားပြီမလို့ကျမမိပိတ်လိုက်ပါပြီအခုဆိုရင်တော့အရန်စားလို့ကောင်းတဲ့ဘုံလုံးသီးပစွန်ကြောင့်စားတော့ရင်လေးတစ်ခွက်ရပါပြီရှင်ကျမရဲ့ channel လေးကိုအားပေးချင်တယ်ဆိုရင် like and subscribe လေးနှိပ်ပြီးအားပေးလို့ရပါတယ်ကျေးဇူးပါ